ကဘာပေါ်မှာအခက်ခဲဆုံးနဲ့အဆိုးဝါးဆုံးလို့နာမည်ကြီးတဲ့ mobile game တစ်ခုရဲ့ top player တယောက် player တန်းပေါင်းများစွာကိုလက်လျှော့တောင်းလုပ်ခဲ့တဲ့ game system ကိုအနိုင်ယူထားတဲ့ game လောကရဲ့ဘုရင်တစ်ပါးအဲ့ဒီလိုလူတစ်ယောက်က game နဲ့ကိုသူကိုယ်တိုင်ရောက်သွားတဲ့အခါဘာတွေဆက်ပြီးဖြစ်လာနိုင်မလဲအဲ့လိုအခြေအနေမှာမှသူ့ရဲ့ account အနေနဲ့မဟုတ်ပဲအခုမှစဖွင့်တဲ့ account တစ်ခုမှာအားအနည်းဆုံးဖြစ်တဲ့ one star အဆင့်မရှိတဲ့စက်ကောင်အဖြစ်နဲ့ game တွေကိုရောက်သွားရင်သူအသက်ဆက်ရှင်ဖို့ဘာတွေလုပ်အောင်မလဲစက္ကန့်တိုင်းကအသက်အန္တရာယ်ပေးနေတဲ့ခွာကြီးကနေကြိုဆိုလိုက်ပါတယ်လူတွေကြောက်ရွံ့တကြစုဝေးပြီးအေးဆက်နေတဲ့နေရာတစ်ခုမှာဟန်လည်းရှိနေခဲ့ပါတယ်ဟန်ကတော့ master အဆင့် player တယောက်ဖြစ်ခဲ့တာပေါ့ဒီကဘာတွေကိုဆက်ရောက်ကြရသူဘယ်မှာရောက်နေလဲဆိုတော့ချက်ချင်းသဘောပေါက်ခဲ့ပါတယ်ဒီလိုအခြေအနေတွေကိုပို့ပြီးဆိုးဝါးစေတာကတော့သူနဲ့အတူဆင့်ခေါင်ခံလိုက်ရတဲ့ character တွေပါပဲဒီလိုညှတာမှုကင်းမဲ့တဲ့ game ထဲမှာဆိုတော့ဒီလိုလူတွေကဟန်အတွက်အသင်းမော်တွေမဟုတ်ပဲဟန်ဟိုပါဆွဲချသွားနိုင်တဲ့လမ်းလျှောက်နေတဲ့အလောင်းကောင်းတွေလည်းဖြစ်ကြပါတယ်ဘာတွေဖြစ်နေလဲဆိုတော့ဘယ်သူမှအပြေမချနိုင်ခင်ပဲမှောင်မိုက်နေတဲ့ကောင်းငင်ဘွားနေ ferry တစ်ကောင်ပြန်လာပါတယ် ferry မာလေးရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်ရဲ့နောက်မှာတော့ရက်ဆက်တဲ့မိစားတစ်ကောင်ရှိနေတယ်ဆိုတော့ကျွန်တော်တို့သိထားရပါမယ်သူကတော့ကြောက်လန့်နေတဲ့လူကိုကြည့်ကိုသူ့အတွက်ကစားကွင်းတစ်ခုလိုစိုက်ကြည့်နေပါတယ်ဆဆရောက်ချင်းပါတယ်လူတစ်ယောက်အလွယ်လေးတက်ပြလိုက်ပါတယ်လူတိုင်းစုညံနေတော့မှာပဲပလာဇာအလဲမှာကြီးမားတဲ့အပြန်အောင်ပေါ်တဲ့တစ်ခုကိုဖွင့်ချလိုက်ပါတယ်တဘွားလုံးဘာလက်နက်မှမကင်ဘူးတဲ့လူတွေကိုလက်နက်အဆုပ်တွေပေးပြီးပေါ်တယ်တွေကိုအသင်းမောင်းသွင်းလိုက်ပါတယ်မျက်တောင်တမိတ်အတွင်းမှာပဲဝင်သွားတဲ့တစ်ဖွဲ့လုံးတေဆုံးသွားပါပြီအခုတော့ဟန်နဲ့တခြားလူတွေရဲ့အလဲကိုရောက်လာခဲ့ပါပြီပေါ်တယ်တွေကိုဝင်လိုက်တာနဲ့ချက်ချင်းပဲအေးဆက်တဲ့ကြောင်ရင်မြင်ကြီးပျောက်ကွယ်သွားပြီးအပူချိန်ပြင်းတဲ့လူမြင်ကြီးတစ်ခုပေါ်ရောက်သွားခဲ့ပါတယ်ဟုတ်ပါတယ်ဒီ game ကတော့ tutorial မပေးပဲ level 1ကိုစပြီးဆော့ရပါပြီလက်နက်ကိုစီနဲ့သွေးဆန်နေတဲ့ goblin တွေကရုတ်တရက်ပေါ်လာပြီးဟန်တို့အဖွဲ့ကိုတိုက်ခိုက်ပါတော့တယ်လူတချို့ကလည်းအရန်ကြောက်ပြီးထွက်ပြေးသွားပါတယ်ဒါပေမဲ့လည်း game ကတော့သူတို့ကိုပြုတ်ကမပေးခဲ့ပါဘူးဒီ game မှာတော့စီကံတစ်ခုရှိပါတယ်အဲ့ဒါကတော့တိုက်ခိုက်ရင်တည်မလားထွက်ပြေးရင်တည်မလားအဲ့ဒါဆိုရင်ဟန်ကရောဘာကိုရွေးချယ်မလဲနောက်ပိုင်းနေမှာရောဟန်ဘာကိုဆက်လုပ်သွားမလဲဆိုတာကိုစောင့်ကြည့်လိုက်ကြပါဦး